အရာရာတိုင်းမှာအာနာလို့ဘာမှမပြောခဲ့ပဲနဲ့မျိုးသိရတာတွေများလာတဲ့အခါလူဟာတဖြည်းဖြည်းနဲ့ဘာကိုမှမပြောချင်တော့ပဲဖြစ်လာတယ်ဘာကိုမှလည်းရှင်းမပြချင်တော့ပဲလူဟာတိတ်ဆိတ်သွားတတ်တယ်ဘာမှမပြောပဲနေလိုက်ခြင်းဟာသူ့အတွက်စိတ်အသက်သာဆုံးလို့ဖြစ်သွားပြီးတော့လူကတိတ်ဆိတ်သွားတတ်တယ်ကိုကဘာတွေကြိုးစားပြီးလှုပ်ပြကိုကဘယ်လိုတွေကောင်းပြီးတော့နေပြကိုယ့်ရဲ့ကောင်းမှုနဲ့ကိုယ့်ရဲ့ကြိုးစားမှုတွေကိုဝန်းကျင်ကအသိအမှတ်အပြုမခံရတဲ့အခါအဲ့ဒီဝန်းကျင်မှာမပျော်တော့ဘူးအဲ့ဒါလို့ကိုယ့်ကိုအသိအမှတ်မပြုပဲဝန်းကျင်ကပြစ်ထားခံရတာတွေများလာတဲ့အခါလူဟာတယောက်တည်းနေခြင်းလာပြီးတော့တယောက်တည်းပဲနေတတ်သွားတယ်ဘာတွေကောင်းအောင်လုပ်ဘလူတွေစေတနာတွေထားကိုယ်စေတနာနဲ့ကိုယ်ကြိုးစားမှုတွေကိုအထင်လွဲခံရတာတွေများလာတဲ့အခါလူဟာဘာကိုမှဂယုမစိုက်တော့ပဲနေခြင်းလာတယ်ထင်ရင်သလိုထင်ကွာမြင်ရင်သလိုမြင်ကွာဆိုပြီးတော့ဘသူကိုမှဘာကိုမှစိတ်ထဲမထည့်တော့ပဲဂယုမစိုက်တော့ပဲနေတတ်လာတယ်ကိုယ်စေတနာကိုယ်မေတ္တာတွေကိုတန်ဖိုးမထားစေတနာကိုစေတနာမှမသိမေတ္တာထားနေတာကိုမေတ္တာထားနေမှမသိပဲနဲ့ကိုယ်စေတနာကိုယ်မေတ္တာတွေကိုအပေါ်စားလို့အသိအမှတ်မပြုတန်ဖိုးမထားတာတွေခံရတာများလာတဲ့အခါလူဟာအဲ့ဒီဝန်းကျင်ကိုဥပိ္ပခာပြုတတ်လာတယ်သူတို့နဲ့ပတ်သက်လာရင်ဘာခံစားမှုမှမရှိတော့ဘူး